မြေတစ်ခွင်လောကကြီးမှာသူနိုင်တရားမရှိခဲ့ပါသူတဲ့ကြီးမမေ့ရဲ့မြတ်တာတွေဖြူစင်ဆုံးနှလုံးသားပိုင်ရှင်အကျဉ်းတော်ဆုံးနှလုံးသားပိုင်ရှင်အကလွဲတော်လက်စုံပိုင်ရှင်မေမြတ်တာလွှမ်းခြုံပြီးသူသားတို့ကဘာအတွက်ထောင်ရမရှိမဖြစ်အမေမြေတစ်ခွင်လောကကြီးမှာသူနိုင်တရားမရှိခဲ့ပါသူတဲ့ကြီးမမေ့ရဲ့မြတ်တာတွေဖြူစင်ဆုံးနှလုံးသားပိုင်ရှင်အကျဉ်းတော်ဆုံးနှလုံးသားပိုင်ရှင်အကလွဲတော်လက်စုံပိုင်ရှင်မေမြတ်တာလွှမ်းခြုံပြီးသူသားတို့ကဘာအတွက်ထောင်ရမရှိမဖြစ်အမေဆိုတာပြနေတဲ့ခိုင်နေမြတ်သူပါအမေမြေတာမိုးစလေးတောင်းတင်ခံပြီးလူကသာလူကဘာလေးလှပနိုင်တာပါကံမှုဒီမဖြစ်နိုင်ပါဘူးလေအမေသာလူကဘာအတွက်ထောင်ရမရှိမဖြစ်အမေမြေတစ်ခွင်လောကကြီးမှာသူနိုင်တရားမရှိခဲ့ပါသူတဲ့ကြီးမမေ့ရဲ့မြတ်တာတွေဖြူစင်ဆုံးနှလုံးသားပိုင်ရှင်အကျဉ်းတော်ဆုံးနှလုံးသားပိုင်ရှင်အကလွဲတော်လက်စုံပိုင်ရှင်မေမြတ်တာလွှမ်းခြုံပြီးသူသားတို့ကဘာအတွက်ထောင်ရမရှိမဖြစ်အမေဆိုတာပြနေတဲ့ခိုင်နေမြတ်သူပါအမေမြေတာမိုးစလေးတောင်းတင်ခံပြီးလူကသာလူကဘာလေးလှပနိုင်တာပါကံမှုဒီမဖြစ်နိုင်ပါဘူးလေအမေသာလူကဘာအတွက်ထောင်ရမရှိမဖြစ်အမေ